အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေပေးမယ့်ဗီဒီယိုလေးကတော့ယူကလီလီတီးခတ်နည်းဖြစ်ပါတယ်ယူကလီလီကိုကျွန်တော်တို့စပြီးတော့လေ့လာမယ်ဆိုရင်ယူကလီလီပေါ်မှာရှိတဲ့ကျိုးလေးကျိုးကိုအရင်ဆုံးမှတ်ဖို့ရန်အတွက်လိုအပ်ပါတယ်နံပါတ်1ကျိုးကတော့ A ကျိုးဖြစ်ပါတယ်နံပါတ်2ကျိုးကတော့ E ကျိုးဖြစ်ပါတယ်နံပါတ်3ကျိုးကြတော့C ကျိုးဖြစ်ပါတယ်နံပါတ်4ကျိုးက G ကျိုးဖြစ်ပါတယ်နောက်တစ်ခေါက်ပြန်ပြောပြပါမယ် A E C G ဒီကျိုးနံပါတ်လေးတွေကိုသိပြီဆိုရင်ကျွန်တော်တို့ခေါ်တွေကိုစပြီးတော့လေ့ကျင့်လို့ရပါပြီကျွန်တော်ဒီနေ့စပြီးသင်ပေးမယ့်ခေါ်ကတော့ C ခေါ်ဖြစ်ပါတယ် C ခေါ်လက်ကွက်နံပါတ်3ဒီကျိုးမှာနဲ့ရမှာဖြစ်ပါတယ်နောက်တစ်ခေါ်က A minor ခေါ်ဖြစ်ပါတယ်ကျိုးနံပါတ်4နှင်းကွက်မြောက်မှာတီးရမှာဖြစ်ပါတယ်နောက်တစ်ခေါက်ကတော့ F ခေါ်ဖြစ်ပါတယ်လက်ကွက်နံပါတ်1နှစ်ကျိုးနဲ့လက်ကွက်နံပါတ်2လေးကျိုးပေါ်မှာနှိပ်ရမှာဖြစ်ပါတယ်နောက်တစ်ခေါက်ကျတော့ G7 ခေါ်ဖြစ်ပါတယ်လက်ကွက်နံပါတ်1နှစ်ကျိုးလက်ကွက်နံပါတ်2 3ကျိုးလက်ကွက်နံပါတ်2 1ကျိုးနောက်တစ်ခေါက်ပြန်ပြပါမယ် C ခေါ် A minor ခေါ် F ခေါ် G7 ခေါ်A minor F G7 ဒီခေါ်လေးတွေကိုကျွန်တော်တို့သိပြီဆိုရင်ဒီခေါ်လေးတွေနဲ့လက်ခတ်တဲ့ပုံစံလေးတွေစပြီးတော့လေ့ကျင့်လို့ရပါပြီအရင်တော့စပြီးသင်ပေးမယ်လက်ခတ်ပုံစံကတော့ 4 time နဲ့ဖြစ်ပါတယ်ဒီအမဲ့ပုံစံကတော့ညာဘက်လက်ပုံစံကတော့ပထမဘားမှာဒေါင်းပြီးနဲ့တီးရပါမယ်ပထမဘားမှာကျွန်တော် C ခေါ်နဲ့တီးပါမယ်ဒုတိယဘားကြတော့ကျွန်တော်တို့အိတ်နှုတ်နဲ့တီးပါမယ်ဒုတိယဘားကို A minor ခေါ်နဲ့တီးပါမယ်တတိယဘားကိုကြတော့ F ခေါ်နဲ့တီးပါမယ်ပြီးရတော့လက်ခတ်ပုံစံကတော့ down beat နဲ့တီးပါမယ်စတုတ္ထဘားကြတော့ကျွန်တော် G7 ခေါ်နဲ့တီးပါမယ်လက်ခတ်ပုံစံကတော့8နှုတ်နဲ့ဖြစ်ပါတယ်ကျွန်တော်အစနဲ့ပြန်တီးပြပါမယ် C ခေါ်A minor ခေါ်F ခေါ်G7 ခေါ်ဒီနေရာမှာတစ်ခုသိထားမှာက forward time ဖြစ်တဲ့အတွက်ကျွန်တော်တို့1 2 3 4နဲ့လည်းဆိုပြီးတော့တီးလို့ရပါတယ်1 and 2
သင်ပေးပါမယ်ပထမဘားမှာခွာထားနှုတ်နဲ့အိတ်နှုတ်ကိုရောပြီးတီးရတဲ့ဘားဖြစ်ပါတယ်ကျွန်တော်ဒီညမှာ1 and 2 and ပဲသင်ပြပါမယ်ခေါ်တော့စီခေါ်ပါပဲစီခေါ်1 2 and 3 4 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 ကျွန်တော်ဒီပတန်နှမျိုးလုံးကိုပုံမှန်တန်းတီးပြပါမယ်ပထမပုံစံကိုအရင်တီးပြပါမယ်ပုံစံကိုတီးပြပါမယ်ဒီနေ့ကျွန်တော်မျှဝေပေးခဲ့တဲ့ယူကူလီလီတီးခက်နည်းကိုအားလုံးလည်းလိုက်ပြီးတီးကျင့်လို့ရမယ်လို့မျှော်လင့်ပါတယ်